မင်္ဂလာပါမိတ်ဆွေလောကမှာလူတိုင်းကချမ်းသာခြင်းကြတာကြီးပါပဲဒါပေမဲ့ဘာကြောင့်တချို့လူတွေကဘလောက်ပဲစူးစမ်းမချမ်းသာနိုင်ပဲတချို့လူတွေကြတော့မမျော်လင့်ပဲအခွင့်အရေးကောင်းတွေရရှိပြီးစီးစိမ်ဥစ္စာတွေစိုက်မြိုက်ရောက်လာတတ်တာလဲဆိုတာကိုစဉ်းစားဖို့ပါသလားအဖြေကတော့တင်းရဲ့စိတ်ဆွမ်းအင်းနဲ့ကန်ဆိုတဲ့နိယာမအထဲမှာရှိနေပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာတန်လိပ်တစ်ခုနဲ့တူပါတယ်တင်းရဲ့စိတ်နေစိတ်သားနဲ့အတွေးခေါ်တွေပြောင်းလဲလာပြီဆိုရင်တင်းစီကိုရောက်လာမယ့်ရလက်တွေကလည်းအလိုအလျောက်ပြောင်းလဲလာပါတယ်ဗုဒ္ဓမြတ်စွာဘုရားကမနောပုပ္ပင်ကမဓမ္မာလို့ဟောကြားခဲ့ပါတယ်အရာရာဟာစိတ်ကပဲအရင်ဥဆောင်လာပါဒါကြောင့်တင်းဟာအကြီးကျယ်ချမ်းသာတော်မယ်စီးပွားတတ်တော်မယ်ဆိုရင်တင်းရဲ့အပြင်လောကမှာမပြောင်းလဲခင်တင်းရဲ့အတွေးစိတ်မှာအရင်ဆုံးအချက်ပြနမိတ်တွေပြလာလိမ့်ရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဓမ္မ mindset မြန်မာကနေပြီးတော့တင့်စီကိုစီးစိမ်ဥစ္စာတွေအလုံးအရင်နဲ့ဝင်လာတော့မယ်ဆိုတာကိုကြိုတင်အချက်ပြနေတဲ့ထူးခြားတဲ့လက္ခဏာ၅ပါးအကြောင်းကိုမျှဝေပေးသွားမှာပါဒါတွေမကသေးပါဘူးဗီဒီယိုရဲ့နောက်ဆုံးအပိုင်းမှာတင့်ရဲ့လက်ပလားပါတွေကိုပိတ်ဆို့နေတဲ့အရာတွေကိုဘယ်လိုဖေရှားမလဲဆိုတဲ့နီလန်းခွင်နဲ့စီးပွားလက်ပလားပါအမြန်ဆုံးတိုးတက်စေမယ်လက်တွေ့ကျတဲ့ဓမ္မကျင့်စဉ်တွေကိုပါတပါးတည်းထည့်သွင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခြင်းအားဖြင့်သင်ဘဝရဲ့ကံကြမ္မာတကောက်ကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုသိရှိသွားမှာလိမ့်မယ်။သင်မရောအခုကျွန်တော်ပြောပြမယ့်လက္ခဏာတွေကဘယ်နှချက်ရှိနေပြီလဲဆိုတာကိုတေချာစမ်းစစ်ကြည့်ကြရအောင်ပါ။ပထမဆုံးတွေ့ရတတ်တဲ့လက္ခဏာကတော့သင်ဟာသင်ဘဝကရဲ့အနှစ်သာရမရှိတဲ့အရာတွေကိုပြက်သားဆွလွတ်နိုင်စွမ်းရှိလာတာပဲဖြစ်ပါတယ်။လူတစ်ယောက်ဟာစီးပွားဥစ္စာအကြီးအကျယ်တိုးတက်တော့မယ်ဆိုရင်သူ့ရဲ့တန်ဖိုးထားမှုတွေကအရင်ဆုံးပြောင်းလဲလာလိမ့်ရှိပါတယ်။အရင်ကဆိုရင်သင်ဟာအချိန်ဖြုံးရတာကိုဝါသနာပါမယ်။အကျိုးမရှိတဲ့အတင်းဖြင်းတွေပြောင်းမယ်။ social media ပေါ်မှာအတိတ်ပဲမရှိတဲ့အရာတွေကိုကြည့်ရင်နိုင်ပေါင်းများစွာကုံဆုံးနေပါလိမ့်မယ်။ဒါပေမဲ့အခုတော့တင်းစိတ်ထဲမှာဓာတ်နေကိုညှင်းငွေလာပြီးအချိန်ကိုနှမျောတက်လာပါလိမ့်မယ်။ဓမ္မအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါဟာတမ္မာသင်္ကပ္ပလို့ခေါ်တဲ့မှန်ကန်တဲ့ကြံစီတွေးတောမှုတွေတင့်နှလုံးသားထဲမှာကိန်းအောင်လာတာပါသင်ဟာအပျော်အပါးထက်အလုတ်ကိုပိုတန်ဖိုးထားလာမယ်အနှစ်မဲ့တဲ့စကားဝိုင်းတွေထက်မိမိကိုယ်ကိုတိုးတက်စေမဲ့စာအုပ်တအုပ်ဖတ်ရတာအသိပညာအသစ်တစ်ခုရှာဖွေရတာကိုပိုပြီးနှစ်သက်မြတ်နိုးလာပါတယ်ဒါဟာသင်ရဲ့စွမ်းဟင်ဒီကအပေါ်ယံအလွှာကနေအနှစ်သာရရှိတဲ့အလွှာကိုကူးပြောင်းသွားတာပဲဖြစ်ပါတယ်လောကကြီးမှာအိုးတလုံးတဲ့ကိုရေအသစ်တွေလောင်းထည့်ခြင်းရင်အထဲမှာရှိနေတဲ့နောက်ကျနေတဲ့ရေဟောင်းတွေကိုအရင်ဆုံးတွန်းပြရသလိုပါပဲတင်ပေါ်ဟာတွေကိုစီစဉ်ဥစ္စာသစ်တွေအခွင့်ရေးကောင်းတွေဝင်လာဖို့အတွက်တစ်မှာ200လွှတ်ရှိဖို့လိုပါတယ်တင်ဟာအကျိုးမရှိတဲ့လူမှုပတ်ဝန်းကျင်တွေအကျိုးမဲ့တဲ့အလေးချင်းဟောင်းတွေကိုစွန့်လွတ်လိုက်ပြီးဆိုတာနဲ့တင်စီမှာစီစဉ်တွေဝင်လာဖို့200လွှတ်ဖြစ်သွားပါပြီလူအများစုကချမ်းသာခြင်းတယ်လို့ပြောကြပေမဲ့သူတို့ရဲ့အချိန်တွေကိုတော့အနှစ်မဲ့တဲ့အရာတွေမှာပဲပေးဆက်နေကြဆဲပါသင်ကတော့အဲ့ဒီလူအုပ်စုတွေကနေခွဲထွက်လာပြီးမိမိရဲ့ရည်မှန်းချက်မိမိရဲ့တန်ဖိုးနဲ့မိမိရဲ့အလုပ်အပေါ်မှာပဲအပြည့်အဝအာရုံစိုက်နိုင်ပြီဆိုရင်ဒါဟာသင်စီကိုအောင်မြင်မှုတွေအလုံးရင်းနဲ့လာနေပြီဆိုတဲ့ခိုင်မာတဲ့အချက်ပြမှုပါပဲလူချမ်းသာတွေဟာငွေထက်အချိန်ကိုပိုနှမျောကြပါတယ်တင်မှာအဲ့ဒီလိုအချိန်ကိုတန်ဖိုးထားတဲ့စိတ်အနှစ်သာရကိုရှာဖွေတဲ့စိတ်ဝင်လာပြီဆိုရင်တင်ဟာတထေးစိတ်စတင်ပေါက်ဖွားနေပြီလို့ယုံကြည်လိုက်ပါတော့ဒုတိယမြောက်တွေ့ရတတ်တဲ့လက္ခဏာကတော့တင်ရဲ့ဒီကနိုင်စွမ်းအံ့ဩစရာကောင်းလောက်အောင်မြင်မာလာတာပဲဖြစ်ပါတယ်အရင်ကဆိုရင်တင်ဟာတယောက်ယောက်ကဝေဖန်တာကဲ့ရဲ့တာမျိုးကြုံရရင်ချက်ချင်းဒေါသထွက်မယ်ပြန်လဲတုံ့ပြန်မယ်ဒါမှမဟုတ်စိတ်ဓာတ်ကြပြီးအလုတ်တွေကိုလက်လျှော့ချလိုက်တဲ့အထိဖြစ်တတ်ပါတယ်ဒါပေမဲ့အခုတော့သင်ဟာဘလူးလိုင်းတပူးတွေပဲလာတီငင်နဲ့ရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်ခန္တီဆုံလျှောက်တီတန့်တော့သူတော်တူမြတ်ဖြစ်လာကြီးဆိုတဲ့အတိုင်းပါပဲကြီးမားတဲ့စီးစိမ်ဥစားနဲ့အောင်မြင်မှုကိုထမ်းဖို့ဆိုတာကြီးမားတဲ့စိတ်ထက်ခွန်အားလိုအပ်ပါတယ်ကံကြမ္မာကတင့်ကိုကြီးကျယ်တဲ့အောင်မြင်မှုတွေမပေးခင်ပါအခက်ခဲတွေအနှောင့်အယှက်တွေနဲ့အရင်ဆုံးစမ်းသပ်လိရှိပါတယ်ဒါတင့်ရဲ့စိတ်ဓာတ်ကအောင်မြင်မှုကိုခံနိုင်ရရှိမရှိကြောက်စာလိုက်လို့ခိုင်မာမှုရှိမရှိကိုတိုင်းတာတာပါတင်ဟာအရှုံးတစ်ခုကိုကြုံရတဲ့အခါမှာလဲအရင်လိုကဘာပြက်မတက်မခံစားတော့ပဲဒါဟာနာကိုတင်ကန်းစာပေးနေတာပဲလို့အေးအေးဆေးဆေးတွေးနိုင်လာမယ်သူတစ်ပါးရဲ့ကဲ့ရဲ့မှုကိုကြည့်မဆိုင်ပဲမိမိရဲ့လမ်းကြောင်းမှန်းပေါ်မှာပဲဒီဇိုင်းမှန်ရှောင်လန်းနိုင်လာမယ်ဒီလိုစိတ်ဓာတ်ရင့်ကျက်မှုဟာအင်မတန်အရေးကြီးပါတယ်စိတ်ဓာတ်မခိုင်မာလဲမတော်တဆရလာတဲ့ချမ်းသာမှုမျိုးဟာရေဘွတ်လိုခဏမဲ့တည်မြဲပြီမဲ့တ
ဒီကံချင်းနဲ့တီဆောက်တဲ့ချမ်းသာမှုကတော့ကြောက်တောင်ကြီးလိုခိုင်မာနေပါလိမ့်မယ်လောကမှာအောင်မြင်တဲ့တထေးကြီးတွေရဲ့ဘဝကိုကြည့်ရင်သူတို့ဟာဒေါသနောက်ကိုမလိုက်ဖဲဒီကံချင်းနဲ့အခွင့်အရေးကိုစောင့်ဆိုင်တဲ့သူတွေချစ်တာကိုတွေ့ရပါလိမ့်မယ်တဲ့မှာဒီလိုတီးကံနိုင်စွမ်းတွေမြင့်တက်လာပြီးအရာရာကိုတည်ငြိမ်တဲ့စိတ်နဲ့ဆုံးဖြတ်လာနိုင်ပြီဆိုရင်ဒါဟာတင့်ရဲ့စိတ်ထက်အစင်တန်းကတထေးတယောက်ရဲ့အစင်တန်းကိုရောက်နေပြီဆိုတဲ့နမိတ်ပါပဲတင်းရဲ့စိတ်ဓာတ်ကရင်းချက်တည်ငြိမ်နေပြီဆိုရင်တော့စီးစိမ်ဥစ္စာတွေကတင်းစီကိုစိုက်စိုက်မြိုက်မြိုက်စီးဝင်လာဟုအချိန်တန်ပြီလို့ဆိုရမှာဖြစ်ပါတယ်တတိယမြောက်တွေ့ရတဲ့လက္ခဏာကတော့အောင်မြင်မှုနဲ့ပတ်သက်ပြီးတင်းရဲ့အယူဆတွေအမြင်တွေတိတိတတ်တာပြောင်းလဲလာတာပဲဖြစ်ပါတယ်အရင်ကတင်းဟာအောင်မြင်မှုဆိုတာကိုကံကောင်းလွန်းလို့ဒါမှမဟုတ်မတရားတဲ့နီးလန်းတွေတုံးလို့ရလာတာလို့ထင်ခဲ့ကောင်းထင်ပါလိမ့်မယ်သူတစ်ပါးအောင်မြင်နေတာကိုမြင်လဲသူကတော့ကံကောင်းလို့ပါဆိုတဲ့အာဃာတစိတ်သို့မဟုတ်အောက်ကျနောက်ကျဖြစ်တဲ့စိတ်မျိုးဝင်ခဲ့ဖို့ပါလိမ့်မယ်ဒါပေမဲ့အခုတော့တင်ဟာအောင်မြင်မှုကိုတန်ဖိုးတစ်ခုပေးဆက်ခြင်းရဲ့ရလဒ်လို့ပြောင်းလဲမြင်လာပါတယ်အတ္တဟိအတ္တနောနာထောဆိုတဲ့အတိုင်းကိုဘဝကိုကိုယ်တိုင်ဖန်တီးသူဟာကိုပဲဆိုတာကိုအပြည့်အဝယုံကြည်လာပါတယ်အောင်မြင်သူတွေကိုမနာလို့ဖြစ်မဲ့အစားသူတို့စီကဘာသင်ယူရမလဲသူတို့ဘလောက်အထိစ조사အားထုတ်ခဲ့ရတယ်လဲဆိုတာကိုပဲအပြုသဘောဆောင်တဲ့အာယုံနဲ့ကြည့်တတ်လာပါတယ်ဒါဟာအင်မတန်အစွမ်းထက်တဲ့အပြောင်းလဲတစ်ခုပါအဘယ်ကြောင့်ဆိုတော့မနာလို့စိအိတ်တာဟာကိုယ့်ရဲ့လက်ကိုကိုယ်တိုင်ပြန်ပိတ်နေတာနဲ့တူလို့ပါပဲသူတစ်ပါးအောင်မြင်တာကိုမကြည့်ကျင်တဲ့စိတ်ရှိနေတဲ့၍တင့်စီကိုအောင်မြင်မှုတွေဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးအခုတဲ့မှာသူတစ်ပါးအောင်မြင်တာကိုမြင်ရင်ဇိတ်ရင်းနဲ့ဝမ်းသာပေးနိုင်တဲ့မုဒိတာတရားတွေကိန်းအောင်လာပြီဆိုရင်တော့ဒါဟာတင့်စီကိုစီးစိမ်တွေစီးဝင်လာတော့လမ်းကြောင်းပွင့်သွားတာပါပဲတင်ဟာအလုတ်လုတ်တဲ့အခါမှာလဲပစ္စံရဖို့တခုတည်းထက်ငါရဲ့အလုတ်ကတခြားသူတွေကိုဘလို့အကျိုးပြုမလဲဆိုတဲ့စေတနာကိုအခြေခံလာပါတယ်လောကနိယမအရာတင်ကတန်ဖိုးတွေအများကြီးပေးနိုင်လေလေလောကကြီးကတင့်ကိုစီးစိမ်တွေနဲ့အပြန်အလှန်ပေးဆက်လေလေပါပဲဒီလိုအမြင်မှန်တမ္မာဒိဋ္ဌိရလာခြင်းဟာတင့်ရဲ့စိတ်အစစ်တမ်းကိုမြင့်တင်ပေးလိုက်တာပါတင်ဟာအောင်မြင်မှုကိုကြောက်ရွံ့ခြင်းမရှိတော့ဘူးသူတစ်ပါးရဲ့အောင်မြင်မှုကိုလည်းဂုဏ်ယူပေးနိုင်လာပြီဆိုရင်တင်ဟာချမ်းသာကြွယ်ဝခြင်းနဲ့ထပ်တူကြထွားပါပြီအောင်မြင်သူတယောက်ရဲ့စိတ်ဓာတ်ကအောင်မြင်မှုရဲ့နောက်ွယ်မှာလှုပ်ဆောင်ချက်ကိုကြည့်ပါတယ်တင်မှာအဲ့ဒီလိုအမြင်မျိုးရှိနေပြီဆိုရင်တော့တင်ဟာစစ်မှန်တဲ့တထေးတယောက်ဖြစ်ဖို့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ပြောလို့ရပါတယ်ဗျာစတုထမြောက်တွေ့ရတတ်တဲ့လက္ခဏာကတော့အံ့ဩဖို့ကောင်းပြီးမြဲအထီရောက်ဆုံးဖြစ်တဲ့ abundance mindset လို့ခေါ်တဲ့ကျွဲဝတဲ့စိတ်နေစိတ်ထားရှိလာတာပဲဖြစ်ပါတယ်တင်ဟာမရှိမှာကိုကြောက်တဲ့စိတ် scarcity mindset ဆိုတဲ့အစင်းရဲဆုံးစိတ်တက်ကနေလွတ်မြောက်လာတာပါအရင်ကဆိုရင်တင်ဟာတကြက်တုံးရင်တကြက်ကုံမှာကိုစူးရင်တဲ့သူတစ်ပါးကိုကူညီဖို့ဝန်လေးတယ်ဒါမှမဟုတ်ကို့မှာရှိတာလေးရိုးတော့မှာကိုအမြဲတမ်းပူပန်နေတတ်ပါတယ်ဒါပေမဲ့အခုတော့တင်ဟာပေးကမ်းရတာကိုပျော်လာမယ်သူတစ်ပါးအောင်မြင်တာကိုကြည့်ပြီးစိတ်ရင်းနဲ့ဝမ်းတာနိုင်တဲ့မုဒိတာတရားတွေပွားများလာပါလိမ့်မယ်ဒါဟာဘာကြောင့်အင်မတန်အစွမ်းထက်တဲ့နမိတ်လို့ပြောရတာလဲဆိုတော့လောကနိယာမအရာမိမိစိတ်ထဲမှာငါမှအလံပဲရှိတယ်လို့ခံစားရတဲ့သူစီကိုပဲစီးစိမ်တွေကထပ်မံစီးဝင်လာတယ်လို့ပါပဲစိတ်ထဲမှာမရှိဘူးလိုနေတယ်လို့အမြဲခံစားနေရသူဟာဘလောက်ပဲငွေတွေရှိနေပါစေသူဟာစိတ်ဆင်းရဲသားတယောက်ပါပဲသင်ဟာစေရနာပါပါနဲ့မျှဝေတက်လာပြီးကိုယ်မှာရှိတာလေးနဲ့တခြားသူကိုအလင်းပေးခြင်းလာပြီးဆိုရင်သင်ရဲ့ vibration တုံခါမှုကချမ်းသာကြွယ်ဝခြင်းရဲ့လိုင်းနှုန်းနဲ့ထပ်တူကျသွားပါပြီဗုဒ္ဓမြတ်စွာဘုရားကဒါနကိုစီးစိမ်ဥစ္စာရဲ့အခြေခံအုတ်မြစ်အထက်ဟောကြားခဲ့ပါတယ်ဒါပေမဲ့ဒါနဆိုတာငွေအမြောက်အများလှူမှမဟုတ်ပါဘူးသူတစ်ပါးကောင်းစားတာကိုကြည့်ပြီးပြုံးပြနိုင်တာပညာမျှဝေတာစေတနာနဲ့ကူညီတာတွေဟာလည်းမိမြတ်တဲ့ပေးကမ်းခြင်းတွေပါပဲသင်ဟာမနာလိုစိတ်တွေကင်းစင်ပြီးသူတစ်ပါးကိုကောင်းစားစေခြင်းစိတ်တွေတစ်ဖက်ဖက်ဖြစ်နေပြီးဆိုရင်တော့စကြဝဠာကတင့်ကိုအပြန်အလှန်အားဖြင့်အစပေါင်းများစွာပြန်ပေးဖို့ပြင်ဆင်နေပါပြီဗျဒီလိုပေးကမ်းလိုစိတ်ရှိလာခြင်းဟာတင့်ဘဝမှာလလာပတွေဝင်လာဖို့လမ်းကြောင်းကိုကြည်ကျယ်ပြန့်ပြန့်ဖွင့်လိုက်တာပါပဲပေးကမ်းခြင်းဟာရော့နှဲထွားတာမဟုတ်ပဲပုံမများပြားတဲ့စီးစိမ်တွေပြန်ဝင်လာဖို့လမ်းဖောက်တာဖြစ်တယ်ဆိုတာကိုသင်လက်တွေ့သိမြင်လာပါလိမ့်မယ်သ
တင်းမှာဒီလိုစိတ်ထားမျိုးရှိနေပြီဆိုရင်တင်းဟာရုပ်ဝိထုပိုင်းအားဖြင့်မချမ်းသာခင်မှာတဲ့စိတ်သက်ပိုင်းအားဖြင့်တထေးဖြစ်နေပါပြီစိတ်ကတထေးဖြစ်နေပြီဆိုရင်တော့လက်တွေ့လောကမှာတထေးဖြစ်ဖို့ဆိုတာအချိန်တစ်ခုပဲစောင့်ရတော့မှာဖြစ်ပါတယ်ဗျပြင်စမမြောက်လက္ခဏာကတော့ကျွန်တော်တို့ရဲ့မတိစိတ်ကနေတစဉ်အချက်ပြလာတဲ့ထူးခြားတဲ့အိမ်မက်တွေနဲ့လက်တွေ့ဘဝမှာကြုံတွေ့ရတဲ့မျက်မြင်နမိတ်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဆွမ်းအိမ်တွေဟာအဆင့်မြင့်လာပြီးအောင်မြင်မှုနဲ့ထက်တူကြလာပြီဆိုရင်အိမ်မက်ကတစဉ်ပုပ္ပနမိတ်တွေပြလေရှိပါတယ်ဒါဟာအယူတီးရမျိုးမဟုတ်ပဲတင်းရဲ့ energy နဲ့လောကနိယာမှာချိတ်ဆက်မိသွားတဲ့သဘောပါပဲရှေးလူကြီးတွေနဲ့ကျန်းကန်တွေအရာစည်းစိမ်လပ်လာပါအကြီးကျယ်ဝေတော့မဲ့သူတွေဟာအိမ်မက်ထဲမှာကြည်လင်တဲ့ရေတူကြီးတွေကိုမြင်မဲ့ကြပါတယ်မြေကြီးတွေပင်လယ်ကြီးတွေမှာပျော့ပေါ်ပါပရေကူးနေရတာဒါမှမဟုတ်ရေကြီးတွေတင့်စီစီးဝင်လာတာမျိုးဟာအေးချမ်းတဲ့စီးစိမ်တွေဝင်လာမဲ့နမိတ်ပါပဲနောက်တစ်ခုကတော့မြင်မိုင်းတဲ့နေရာသို့တရားချင်းပါတောင်ကုန်းမြင်းမြင့်တွေလှေကားတွေဒါမှမဟုတ်တိပင်ကြီးတွေပေါ်ကိုတက်နေရတဲ့အိမ်မက်မျိုးဟာတင်းရဲ့ဂုံစိန်နဲ့စီးပွားအဆင့်အတန်းမြင်မာလာတော့မှာကိုပြတာဖြစ်ပါတယ်ထူးထူးခြားခြားအနေနဲ့အညစ်အကြေးတွေနဲ့ပတ်သက်မိတဲ့အိမ်မက်မျိုးဟာလည်းလောကီလပ်လာပါအလုံးအရင်းနဲ့ဝင်ကိန်းရှိတယ်လို့အယူရှိကြပါတယ်အိမ်မက်တွေမကဖို့လက်တွေ့မြင့်မြင့်နမိတ်တွေလည်းရှိပါတယ်တဲ့သင်ဟာအပြင်ထွက်တဲ့အခါဒါမှမဟုတ်အလုပ်လုပ်နေတဲ့အခါမမျော်လင့်ပဲစိတ်ချမ်းသာစရာသတင်းကောင်းတွေခဏခဏကြားရတာလမ်းမှာတန်ဖိုးရှိတဲ့အရာတွေဒါမှမဟုတ်လမ်းနမိတ်ကောင်းတဲ့အရာတွေနဲ့ဆုံတွေ့ရတာမျိုးတွေဟာသင်ရဲ့ vibration နဲ့အောင်မြင်မှု vibration ထပ်ထူကြနေတာကိုပြနေတာပါဒါပေမဲ့တခုတတိထားရမှာကအိမ်မက်နဲ့နမိတ်ဆိုတာဟာလမ်းပြမြေပုံတသက်တာဖြစ်ပါတယ်အိမ်မက်မယုံနဲ့ထိုင်ဆောင်နေလို့တာမရပါဘူးအိမ်မက်ကသင်ကိုအခွင့်အလေးလာတော့မယ်လို့တတိပေးတဲ့အခါသင်ကအသင့်ပြင်ထားဖို့လိုပါတယ်နမိတ်ကောင်းရင်ဖြည့်ချင်းဖြည့်ကိုယ်အိတ်ထဲဖြည့်ဆိုတာမျိုးဖြစ်လာဖို့ဆိုရင်သင်မဒီလိုနမိတ်ကောင်းကြီးကြုံလာရတဲ့အခါပို့ပြီးတော့ကုသိုလ်ကောင်းမှုပြုပါပို့ပြီးတော့ကြိုးစားအားထုတ်ပါနမိတ်ဆိုတာသင်ကိုခွန်အားပေးဖို့လာတာပါသင်မဒီလိုထူးခြားတဲ့အိမ်မက်တွေနဲ့နမိတ်ကောင်းတွေရှိနေပြီဆိုရင်တော့ဝမ်းမြောက်ဝမ်းသာနဲ့သင်ရဲ့ရည်မှန်းချက်တွေကိုအကောင့်အထည်ဖော်ဖို့အရှိန်မြင့်လိုက်ပါတော့ကံကြမ္မာကသင်ဘက်မှာရှိနေပါပြီမိတ်ဆွေအခုပြောပြခဲ့တဲ့လက္ခဏာတွေကတော့တင့်စီကိုစီးစိမ်တွေလာတော့မယ်ဆိုတဲ့ရှေ့ပြေနမိတ်တွေပါပဲဒါပေမဲ့တခုတတိပြုရမှာကနမိတ်တွေဘလောက်ကောင်းနေပါစေတင်းရဲ့ပတ်ဝန်းကျင်နဲ့တင်းရဲ့အတွင်းစိတ်မှာလပ်လာပါတွေကိုပိတ်ဆို့ထားတဲ့အရာတွေရှိနေရင်တော့စီးပွားကတက်တဲ့တလောက်မတက်ပဲဖြစ်နေတတ်ပါတယ်ဒါကြောင့်အောင်မြင်မှုတွေအဟံတားမရှိစီးဝင်လာဖို့အတွက်လက်ပိတ်စေတဲ့အရာတွေကိုအမြန်ဆုံးဖယ်ရှားပြဖို့လိုအပ်ပါတယ်ပထမဆုံးအနေနဲ့တင်းရဲ့နေအိမ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ရပါမယ်အိမ်ရဲ့ထောင့်တွေမှာဖုံတွေတက်နေတာအသုံးမလိုတဲ့ပစ္စည်းဟောင်းတွေစုပုံထားတာဟာစွမ်းအင်သက်တွေစီးဝင်မှုကိုပိတ်ဆို့ထားသလိုပါပဲအထူးသဖြင့်ကွဲအပ်နေတဲ့ပန်းကန်ခွဲရောက်တွေအကြောင်းထင်နေတဲ့မှန်တွေကိုအိမ်မှာမထားပါနဲ့ဒါတွေဟာဆင်းရဲခြင်းကိုဆွဲဆောင်တဲ့အရာတွေလို့ရှေးလူကြီးတွေကအယူရှိကြပါတယ်အိမ်ကိုတန်ရှင်းတက်ရနေအောင်ထားတာဟာစီးစိမ်နတ်မင်းကိုဖိတ်ခေါ်နေတာနဲ့တူပါတယ်တင့်အိမ်ကလေးဝင်းလေးထွက်ကောင်းပြီးလင်းထိန်နေမှသာလက်လာပါတွေကလည်းလင်းလင်းထိန်ထိန်စီးဝင်လာမှာဖြစ်ပါတယ်ဗျာဒုတိယအချက်ကတော့တင့်ရဲ့နှုတ်ထွက်စကားပါပဲလူတော်များများဟာကိုလက်ကိုတိုင်ပြန်ပိတ်မိနေတတ်ကြပါတယ်ငါကတော့ကန်ဆိုးပါတယ်ဘာလို့အစင်မပြေပါဘူးငါမှပတ်စံမရှိပါဘူးဆိုတဲ့စကားတွေကိုခဏခဏပြောခြင်းဟာမိမိရဲ့ကံကြမ္မာကိုအနုလက္ခဏာဖြစ်အောင်ဖန်တီးနေတာပါပဲစကလုံးတွေမှာစွမ်းအင်ရှိပါတယ်သင်ကမရှိဘူးလို့ပြောနေတယ်လေလောကနိယာမကသင်ကိုမရှိရင်းတွေကိုပဲထပ်ပြေးနေပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးညီးညူခြင်းတွေကိုရပ်တန့်လိုက်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့မနာလိုစိတ်ကိုဖယ်ရှားဖို့ပါပဲသူတစ်ပါးချမ်းသာတာအောင်မြင်တာကိုမြင်ရင်စိတ်ထဲကမကျေနပ်တာကဲ့ရဲ့တာမျိုးဟာမိမိစီကိုလာမဲ့စီးစိမ်တွေကိုမောင်းထုတ်နေတာနဲ့ကူးပါတယ်ငါလဲချမ်းသာရမယ်ဆိုတဲ့အပြုသဘောဆောင်တဲ့စိတ်မျိုးပဲထားရပါမယ်လောကကြီးဟာအင်မတန်ကျေပြန့်ပါတယ်လူတိုင်းအတွက်ကြွယ်ဝမှုတွေအလုံးလောက်ရှိပါတယ်ဒါကြောင့်သူတစ်ပါးရဲ့အောင်မြင်မှုကိုဝမ်းမြောက်နိုင်တဲ့စိတ်ထားနဲ့လဲလွယ်လိုက်ပါဒီအစိတ်တောက်တွေကိုအရင်ဖယ်ရှားမှလားတင့်စီကိုလပ်လာပါတွေတကားပွင့်လာမှာဖြစ်ပါတယ်ဗျာ
လာပိတ်တာတွေဖယ်ရှားပြီးရင်တော့တင့်ရဲ့စီးပွားလာပါတွေတဟုန်ထိုးတိုးတက်လာအောင်လက်တွေ့ကြကြကျင့်သုံးရမယ့်ဓမ္မနီလန်း၃ခုရှိပါတယ်။ဒါဟာအယူသီးတာမျိုးမဟုတ်ပဲတင့်ရဲ့ကံနဲ့ဝိရိယကိုအချိတ်ဆက်မိမိအကျိုးပေးစီမဲ့နီလန်းတွေပဲဖြစ်ပါတယ်။ပထမဆုံးနီလန်းကတော့စေရနာရှိထားတော့အလုပ်ပါပဲ။သင်ဟာဘာအလုပ်ပဲလုပ်ဝင်ကျန်းပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ပိုက်ဆံရဖို့ဆိုတာထက်တစ်ဖက်လူကိုငါဘလို့အကျိုးပြုမလဲဆိုတဲ့စေရနာကိုအရင်ထားပါဗုဒ္ဓမြတ်စွာဘုရားကစေရနာဟံဘိက္ခဝေကမ္မံဝတ္တာမိလို့ဟောကြားခဲ့ပါတယ်စေရနာဟာကံရဲ့အရင်းမြစ်ပါတင့်ရဲ့စေရနာကတန်ရှင်းနေရင်တစ်ဖက်လူကိုအစဉ်ပြေစေခြင်းရင်အဲ့ဒီစေရနာကပဲတင့်စီကိုစီးစိမ်ဥစ္စာတွေကိုအလိုလိုဆွဲခေါ်လာပါလိမ့်မယ်ဒုတိယနီလန်းကတော့နိစ္စဓမ္မဒါနာပါငွေအမြောက်အများလူနိုင်မှဒါနာမဟုတ်ပါဘူးနေ့စဉ်တင်းငယ်တဲ့အလူလေးတွေကိုပုံမှန်လုပ်ပေးပါတရိษံလေးတွေကိုအစာကျွေးတာဖြစ်စေလမ်းဘေးကလိုအပ်သူတယောက်ကိုကူညီတာဖြစ်စေငါမှပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ကြွယ်ဝတဲ့စိတ်နဲ့လှူပေးပါဒီအလေးချင်းဟာတင့်ကိုစင်းရဲခြင်းကနေကြွယ်ဝခြင်းစီကိုပြောင်းလဲပေးပါတယ်နေ့စဉ်ပြုလုပ်တဲ့ဒီကောင်းမှုတွေကတင့်ရဲ့လာတငေါကိုအမြဲတမ်းပွင့်နေစေမှာဖြစ်ပါတယ်တတိယချက်ကတော့ဗုဒ္ဓရဲ့စီးပွားရေးလမ်းညွှန်ချက်ဖြစ်တဲ့ဥအာတဆိုတဲ့အချက်၄ချက်ကိုကျင့်သုံးမှုပါတစ်ဥဌာဏတံပရာထကြွနိုးကြားစွာနဲ့အလုပ်လုပ်ပါပြင်းလေးခြင်းကိုဖယ်ရှားပါနှစ်အာရခတံပရာရလာတဲ့စီးစိမ်ကိုစနစ်တကျထိန်းသိမ်းပါသုံးကလျာဏမိတ်တာမိမိကိုလမ်းမှန်ဖြားဝဲမိကောင်းဆွေကောင်းတွေနဲ့ပေါင်းသိမ်းပါလေးတမစီဝိတတာမိမိဝင်ငွေနဲ့မျှတအောင်ထုံးဆွဲပါဒီချက်လေးချက်ကလောကီတထေဖြစ်ကြောင်းတရားတွေပါပဲသင်ဟာဒီတရားတွေကိုလက်တွေ့ဘဝမှာကျင့်သုံးမယ်ဆိုရင်ကံကြမ္မာဟာတင့်ကိုမျက်နှာသာပြီးလာပါလိမ့်မယ်မိတ်ဆွေစီးစိမ်ဥစ္စာဆိုတာတင့်ရဲ့စိတ်ဓာတ်တင့်ရဲ့စေတနာနဲ့တင့်ရဲ့ကြိုးစားအားထုတ်မှုတို့ပေါင်းစပ်သွားတဲ့ရလဒ်ပါဒီနေ့ပြောပြခဲ့တဲ့လက္ခဏာ၅ပါးဟာတင့်စီမှာရှိနေပြီဆိုရင်တော့ဝမ်းမြောက်ဝမ်းသာနဲ့တင့်ရဲ့လမ်းကိုဆက်လျှောက်ပါလာပိတ်တာတွေဖယ်ရှားပြီးဓမ္မနီးကြနေထိုင်မယ်ဆိုရင်တော့တထေးဆိုရဲ့ဘွယ်တူဟာတင့်အတွက်လက်တကမ်းမှာပဲရှိတော့ပါတယ်ဒီဗီဒီယိုလေးကနေမိတ်ဆွေအတွက်ဘဝအလင်းတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်ကိုယ်တိုင်ရောဘလို့နိမိတ်တွေကြုံနေလာပြီလဲဆိုတာခေါမမဆရာဝေခဲ့ပါဦးအားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာနဲ့ကြွယ်ဝချမ်းသာကြပါစေ